ခိုးကအိတ်ထဲမှာဆိုတော့လေဒီအိတ်ထဲမှာဆိုတော့နိခေကြတာတခိုးဝယ်နော်နိခေကြတာတခိုးဝယ်နော်ဒီအိတ်ထဲသူကြောင်လို့တရားတဲ့နေလေးကိုတခိုးဝယ်လို့တော့ကိုခုညီပေးနေကြတော့နော်တခိုးဝယ်ဖန်ပေးနေတာဒီမိန်းကလေးတရားနေတဲ့အိတ်ဖြစ်မယ်အဲ့ဒါနိခေကြတာတခိုးဝယ်တယ်ဆိုတော့လေ这块要不